ငပြေးပြောပါဒါဒီနေ့ဖြောပါနော်ဒီမှာဒါကိုယ်တိုင်ဖြောတာပါငပြေးပြောသမင်းစားမလို့ပါခင်ဗျငပြေးပြောရဲပြီးတော့ဒါကြတော့အစာပြေးလက်ဖက်ကထောင်ကနန်းမိုင်းလေးနဲ့ကိုနော်ဟိုတနေ့လည်းစားပြတာတနေ့ကုန်လည်းစားတယ်နေတိုင်းလည်းစားအောင်မကုန်သိမ့်မယ်အများကြီးကျန်တိုင်းမကြည့်လိုက်ဒါကြတော့အစာပြေးလက်ဖက်ပါဒီလေးကြသမင်းစားမစားကြပါဘူးမင်းကတော့တရတိတွေရလာဆိုရင်ဥပိ္ပဒါမှမထွက်တာတော့အိမ်ကြီးလာအားပေးတယ်သမင်းကြီးဒီမဲ့ဒါတရတိစိမ့်ကျွတ်တီးပါလက်ပြောင်းဥပိ္ပဒါထွက်တယ်ဆိုဟမ်ဟုတ်လက်ပြောင်းဥပိ္ပဒါမှထွက်တယ်စိမ့်ကျွတ်တီးချိုးနာလိုက်ပြီမှာငါပြေရွယ်နဲ့အမင်းသားပါအောင်ဒီငါပြေကြိုက်တယ်ဆိုရင်တော့တောင်းပါမယ်ဒါပေမဲ့ဟိုလိုမျိုးပစွန်းကြောက်ကြီးရလို့မပေါ့ဒီမှာကြည့်လိုက်ဒါအရေးနဲ့ပေါ့နော်ငါရုပ်ဒီနဲ့ရင်ကလေးအဖေတစ်ခွက်နဲ့ဆိုသမင်းစားတဲ့အချင်းရှိနေတော့အဲ့လိုကြောက်ပါသမင်းစားကြပါအောင်ဒါပြင်มาလဲစားပါတယ်တက်တော်တွေကလည်းဒါကကြလေတက်တော်ထဲမှာဒါမိုင်းပူကလည်းမဟုတ်ပါဘူးအစားပြက်နေတဲ့လူတွေရှိနောက်မှာဖတိမသမင်းစားတာကြည့်ပြီးစားချင်စိတ်ပအောင်ဒါကုသိုလ်တစ်မျိုးပါအမတယောက်ကပြောဘူးတယ်သမင်းစားနေရင်တော့မှကိုကလိုင်းပေါ်မှာစားကြပုံနဲ့လက်တွေ့တော့မစားရပါဘူးအော်စားချင်တယ်ဆိုရင်သူတို့အစားပြက်နေတဲ့လူစားရင်ကုသိုလ်တစ်မျိုးရပါတယ်ငါပြေပြောနဲ့လက်ဖက်နဲ့အောင်နော်ဒါအစားပြေလက်ဖက်ကိုအသားမှာတက်တက်ပြီးလောက်တာသူကအရသာလင်းမျိုးရှိတယ်ဒါတော့အစားပြေလက်ဖက်ကတော့ဟိုကတော့ဖတိမဆိုတာဖတိမလက်တွေ့ကိုယ်တိုင်ငါပြေပါနည်းနည်းဘယ်သားမလားမဟုတ်ဘူးဒါနည်းနည်းမင်းဒါတော့တက်တုံမှုပါဒါကြော်စားလက်ကောင်းတယ်တိုင်းစားလက်ကောင်းတယ်ဗောနော်ဒါလေးဟုတ်ကမလည်းပြန်ဥပ္ပညာမှာဇမ်းစားရပါပြီအိမ်မှာလည်းရပါရဲ့ငပြေပြောတော့လည်းသမင်းစားလို့ကောင်းပါငပြေပြောလို့ဒီနေ့ဒီနေ့ချင်းလာဝယ်ပါနေ့ပြန်တော့ပြောမှာပေါ့နော်အချိန်အများကြီးပြောမယ်တပတ်ခါမှာငပြေတခု9000နဲ့ရောက်ပြပါမယ်ငပြေရလည်းငပြေစစ်မွေးနေတာနော်ဘုံတောက်တွေပြည့်ပြီးွားလုပ်ပြီးတော့တားပြည့်နေရမှာဘူးနည်းလေးငပြေရီမှငပြေရီအစင်းနဲ့ပါအနဲ့ဟုတ်ပါ